အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ WW ပါဒီနေ့လုံးမဲ့ content လေးကတော့ဟိုဘိုင်းဒီချန် official website ကိုတွားမှာဖြစ်ပါတယ်ဘာတော့လုံးပါလဲဆိုတော့လက်ရှိပေါ့နော်ဟိုဘိုင်းရဲ့ official website မှာတော့ page rate တွေ win rate တွေပြီးတော့ ban rate တွေကိုတွားပြီးတော့ကြည့်မှာဖြစ်ပါတယ်ကဲတွားကြည့်လိုက်အောင်ဗျာကဲအရင်ဆုံး update run page rate တွေအရင်လိုက်ကြည့်ရပါတော့ပထမဆုံးမှာမီယာရဲ့ဟန်နာဗီရဲ့လိုက်လာတော့ထိတ်ဆုံးမှာရှိနေရပါတော့သူတို့တွေကတော့ appearance ရဲ့ပုံမှန်ပြင်နေကြလူနေကြ hero တွေပဲဖြစ်ပါတယ်လက်ကျန်ရမ်းမှာဆိုရင်လည်းမီယာရဲ့ဟန်နာဗီရဲ့လိုက်လာကိုပဲထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ကဲမီတီရာမှာဆိုရင်တော့လိုက်လာထိတ်ဆုံးရောက်သွားတယ်ဗောနော်မီယာရဲ့ဟန်နာဗီယာဒုတိယနဲ့တတိယအနေနဲ့သူကဆက်ပြီးတော့တွားနေရပေါ့ဟော်နာရာမှာဆိုရင်တော့စပြီးတော့ပြောင်းလဲတွေဖြစ်လာတယ်ဗောနော်ဂရန်ဂျာရဲ့ဖရန်ကိုရဲ့ပထမနဲ့ဒုတိယကိုတွားနေပြီးတော့လိုက်လာတတိယကိုရောက်သွားတယ်ဒါပေမဲ့လိုက်လာတတိယနေရာမှာဆက်ရှိနေသေးတယ်သူကတော့ဆက်ပြီးတော့ favorite ကြီးဖြစ်နေတော့မယ်ဗောနော်တော့ပလီယာတွေရှိနေတဲ့ glory မှာဆိုရင်တော့ဒါတိတိတတာကို play style တွေပြောင်းလဲသွားပြီပေါ့နော် granger ရဲ့ kimi ရဲ့ selina ရဲ့ patuta တွားနေပါတယ်ဒီစရာကိုကြည့်ခြင်းအပြင် glory run ရဲ့ play style တွေပေါ့နော် play ကစားပုံတွေကတေချာပေါ့ epic တွေ legend တွေ mythic run တွေတက်လုံးဝကိုကွဲထက်နေအောင်တွေ့ရပါလိမ့်မယ်